တစ်ခုရထားတယ်ပေါ့နော်အဲ့ MD နံပါတ်ကဟာလဲတော့မသိဘူးပေါ့နော်ဘယ်လိုသွားရတဲ့ဟာလေးလည်းမသိဘူးပေါ့အဲ့ဒါကြောင့်အဲ့ ID ကဘာလဲဆိုတာကိုပေါ်ပေးမယ်နော်အခုအဲ့ဆိုရင်လိုက်ရိုက်ကြတော့နော်အခုဒီ ID နံပါတ်ပေါ်ပေးမယ်နော်ခေအရင်ဆုံးဒီဒီမှာMEN ရှူဆိုတဲ့ဟာလေးနှိပ်မယ်ပြီးရင် PROPS ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာ SEARCHBY PROPS ID ဆိုတဲ့ဟာလေးနှိပ်ပါမယ်ဒါလည်းရှောက်လိုက်ထားတဲ့ဟာတစ်ခုပေါ့နော်ပြီးရင်တော့အခုအော်တဲ့ဟာလေးလိုက်ရိုက်ပြီးပါနော်ရှင်းပုံရ1 6နှစ်18နှစ်9 150 153ပေါ့နော်150 18အဲ့ဒါဖြစ်ပါတယ်ခေတောင်းတော့လာရတယ်ဘာလို့ဖြစ်လဲရအောင်စိတ်ရှာနေခေဘယ်လိုသွားလာခေအိုးဒီအိမ်ပေါ်မှာပဲဟာအိုးမိုက်ဒီအိမ်ပေါ်မှာအဲ့ဒါဆိုဒီအိမ်နဲ့အထက်ရသက်ဆိုင်တဲ့ဟာတွေဖြစ်ပါနေပါလားအဲ့ဒါကြောင့်လည်းခလုတ်ကိုတစ်ချက်နှိမ့်နေမယ်ပေါ်တက်ကြည့်ရပါတော့ဒါလေးရင်ဖြစ်နေအပေါ်အခန်းအသက်ချွမ်းလာတော့ဒီဖြစ်သွားတာOh my gosh, did you know? Goodbye. Approach. Big. Hello. Do you want to have it?